မာတို့ရေဒီနေ့စီလုံးပုံတဲ့လက်စကလေးနဲ့မိတ်ဆက်ပါမယ် quality ကောင်းပြီးတော့ဝတ်ရတာပေါ့ပေါ့ပပနဲ့တတတရှိပါတယ်မာတို့ရေဒါလေးကလေဟိုဝတ်ရတာလေဘာလေးနဲ့ဝတ်ပေါ့နော်ထမိန်လေးနဲ့ဝတ်ဘောင်းမီလေးနဲ့ဝတ်ရတာအဆင်ပြေပြီးတော့ပေါ့ပါပါတယ်ဒီလိုတဆုပ်စာစီလုံးလေးပါနော်မာတို့ရေပေါင်ကြီးဆိုရင်120ကနေ180လောက်ထိဝတ်လို့ရပါတယ်ရင်ဆိုင်ကတော့46ရှိပါတယ်နော်ဒီလိုမျိုးအင်ကြီးလေးရဲ့အရှည်က23ပါဈေးနှုန်းလေးက3400ပါနော် quality လေးကောင်းပါတယ်ဝတ်ရတာတတော်တာရှိပါဒါအသားရောင်လေးပါကလာလေးတွေလည်းတအားလှတယ်မတို့ရေသူ့ကလာလေးတွေကလေနှစ်ကလေးတွေဒါနှစ်ပြလေးဆိုရင်လည်းတစ်ခါမှမပါဘူးပေါ့နော်ဒါနှစ်ပြရောင်လေးပါဒါကကြလို့ရှိရင်မင်းကိုတီခွင်အောင်လို့ခေါ်မှာပေါ့နော်သူ့ရောင်လေးလည်းတအားကောင်းပါတယ်ဒါမင်းကိုတီခွင်အောင်လေးပါရှင်ဒါကတော့မဆိုရဲ့အကြိုက်အနက်ရောင်လေးပေါ့နော်အနက်လေးဆိုရင်လည်းအောက်ကဗာလေးနဲ့ဝလို့ကောင်းပါတယ်အနက်ရောင်လေးပါဒါလေးကတော့လူဖြူရောင်လေးပါမတို့ရေမတို့ရဲ့လက်ကလေးကလည်းမတိုးမရှိလေးနဲ့ဝတ်လို့တအားကောင်းပါတယ်ဒါကနုဖြူရောင်လေးပါဒါကကြလို့ရှိရင်မြင်းကြီးစိမ့်ပုတ်လေးလို့ခေါ်မှာပေါ့နော်အစိမ့်ပုတ်ရောင်လေးပါရှင်ဒါလေးကတော့ပန်းမိတ်ကက်ရောင်လေးပေါ့နော်ပန်းမိတ်ကက်ဟိုမှာဟိုနှစ်ကလေးနော်ပန်းမိတ်ကက်ရောင်လေးပါဈေးနှုန်းလေးက3400ပါမစိုးထည်ဆိုင်ကနေမိတ်ဆက်ပေးပါတယ်နော်ဒါလေးကတစ်ခါမပါဘူးလေခရမ်းပုတ်ရောင်လေးပါနော်သူခရမ်းလေးဆိုရင်လည်းတအားလှပါတယ်ဈေးနှုန်းလေး3400နော်ပေါင်ချိန်က120ကနေ180 190ထိပို့လို့ရပါတယ်ဒါလေးကအဖြူဆွတ်ဆွတ်ရောင်လေးပါရှင်မတို့ရေလက်ဥဖို့တော့လိုပဲပေါ့နော်ဒါလေးတွေကအများကြီးလည်းမပါဘူးဝေးရတာလည်းအဆင်ပြေတယ်ကြိုက်တဲ့လူလည်းများတာပေါ့နော်ဒါကမစိုးပြတဲ့ရှားရောင်လေးပါနော်မတို့ကျေးဇူးတင်ပါတယ်